ရှင်ကျမကတော့ပြည်သွေးအောင်ပါဟုတ်ကဲ့ပါကျမဒီနေ့လူငယ်ခွန်နဲ့ပတ်သက်ပြီးတော့မေးကြတယ်ညီကောင်မောင်နှမတွေအတွက်လူငယ်ခွန်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုအနေချင်းပြောပြပါမယ်ရှင်မပြောကပြခင်လူငယ်ခွန်ရကြံရှိတာတို့စစ်ချင်တာတို့ပေါ့ရှိတယ်ဆိုလို့ရှိရင်ကျမတို့ရုံမှာလာရောက်ပြီးတော့အကူအညီတောင်းနိုင်ပါတယ်ရှင်ဟိုလူငယ်ခွန်ကတချို့ကမေးကြတာပေါ့နော်အမကကျွန်တော်ကအသက်က35ဖြစ်နေပြီ36ဖြစ်နေပြီလူငယ်ခွန်ရကြံရှိလားမရှိလားအဲ့လိုမျိုးမေးကြတဲ့သူတွေပေါ့နော်လူငယ်ခွန်ဒါမြန်မာတွေပေါ်ရလူငယ်ခွန်ပေါ့နော်လူငယ်ခွန်ကကိုရီးယားကိုရောက်တဲ့နေ့ပေါ့နော်အသက်15နှစ်ကနေပြီးတော့34နှစ်12လပိုင်းမိမိတက်ဒီကိုရီးယားကိုစပြီးတော့လေစိတ်ကနေဝင်လာတဲ့နေ့ရပေါ့နော်34နှစ်12လပိုင်းအထိလူတွေခံစားပိုင်ခွင့်ရှိပါတယ်ကိုရီးယားရောက်ပြီးတော့အလုံးလုံးနေရင်းနဲ့မှအသက်ကြီးသွားတာတော့ကိစ္စမရှိဘူးရတယ်ကိုရီးယားကိုရောက်တဲ့နေ့ဒီခုဒီ34နှစ်12လပိုင်းထိသူများဒီလူငယ်ကွန်ခန်းစားပိုင်ခွင့်ရှိပါတယ်အဲ့တော့လူငယ်ကွန်ဒီမိမိရဲ့ဒီအလုပ်စပြီးတော့လုပ်တဲ့ကုမ္ပဏီကနေပြီးတော့ပေါ့နော်ကိုရီးယားကိုရောက်တဲ့တက်က35ကျော်ပိုင်းမများဘူးပေါ့နော်34 12လပိုင်း17လပိုင်းပေါ့နော် IT ခန်းစားပိုင်ခွင့်ရှိတယ်အဲ့တော့လူငယ်ကွန်ဒီစလျှောက်လိုက်တဲ့ဆိုလို့ရှိရင်တစ်ခါလျှောက်ရှင်9နှစ်စာကိုတစ်ခါတည်းလျှောက်ရတာဖြစ်တယ်ပေါ့နော်9နှစ်စာကိုတစ်ခါတည်းလျှောက်ရတာဖြစ်တဲ့အတွက်ကိုယ်စက်ရုံကတတိနဲ့အဆင်ပြေနေတယ်ဆိုရင်စစောလေးတတိကိုလက်မှတ်ထိုးခိုင်းထားလို့ရှိရင်ပို့ပြီးတော့အဆင်ပြေပါတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ဥပမာဆိုပါစို့ကိုဒီလူငယ်ကွန်စစ်ကြည့်လိုက်တယ်2022ခုနှစ်မှာလည်းရကြရှိတယ်2023ခုနှစ်မှာလည်းရကြရှိတယ်ဆိုပါစို့ပေါ့နော်မိမိဒီအခုလက်ရှိရကြတော့2024မှာအလုပ်ထွက်ပြီးသွားလို့ရှိရင်အခုစက်ရုံတင်မှာအလုပ်လုပ်နေပြီ2025အထိပေါ့နော်လုပ်နေတယ်စစ်ကြည့်လိုက်လို့လူငယ်ကွန်စီ2022နဲ့2023မှာရကြရှိတယ်ဆိုလို့ရှိရင်အဲ့ဒီ2022 2023ပတ်စံကိုထုတ်ချင်တယ်ဆိုလို့ရှိရင်အဲ့ဒီအရှိမလုပ်ခဲ့တဲ့တတိစီမှာတွားပြီးတော့လက်မှတ်ထိုးခိုင်းမှသာလည်းရင်အဲ့ပတ်စံထုတ်လို့ရတယ်ပေါ့နော်မဟုတ်ဘူးဆိုရင်ခုလက်ရှိတတိစီမှာကိုဒီ2024ရစလုပ်တယ်ဆိုရင်2024ရနေပြီးတော့9နှစ်စာကိုပဲထုတ်လို့ရတယ်ပေါ့နော်အရှိရဟာဒီရှိရတတိလုပ်ပြီးမှထုတ်လို့ရတယ်အဲ့တော့ကိုရီးယားမှာနေတဲ့ကာလာတွင်းမှာဒီလူငယ်ကွန်9နှစ်စာကိုထုတ်ချင်တယ်ဆိုလို့ရှိရင်ဒီတတိရှိမှလည်းလက်မှတ်ထိုးခိုင်းရမယ်ဟိုတတိရှိမှလည်းလက်မှတ်ထိုးခိုင်းရမယ်မဟုတ်ဘူးတတိတူးတွေကနေပြီးတော့ပေါ့နော်ဆက်စဆုံးလုပ်ထဲကလက်မှတ်တစ်ခါထိုးပေးထားတယ်ဆိုလို့ရှိရင်အဲ့ဒီလူငယ်ကွန်ကထုတ်လို့ရပါတယ်ရှင်အဲ့တော့ဒီလူငယ်ကွန်ထုတ်ချင်တာပဲဖြစ်ဖြစ်စစ်ချင်တာပဲဖြစ်ဖြစ်เนาะ E9 လို့သမားရေးရမိချင်တာပဲဖြစ်ဖြစ် E7 ပြောင်းချင်တော့အမှတ်တွက်ချင်တာပဲဖြစ်ဖြစ် E7 တက်တန်းတိုးမဲ့သူတွေစာရွက်စာတမ်းမပြင်ဆင်တတ်တာပဲဖြစ်ဖြစ်အကူအညီလိုတယ်ဆိုလို့ရှိရင်ကျမတို့စင်တာမှာလာရမှာဝေးတဲ့သူတွေဆိုလို့ရှိရင်လည်းဖုန်းဆက်ပြီးတော့မေးထိုင်ပါတယ်လာရမှာနီးတဲ့သူတွေဆိုလို့ရှိရင်လည်းရုံးမှာလာရောက်ပြီးတော့ဆွေးနွေးနိုင်ပါတယ်လို့ရုံးဖွင့်ရက်ကအပတ်စဉ်တနင်္ဂနွေနေ့ကနေကြာတာဒီနေ့ဒီနေ့တိုင်းရုံးဖွင့်ပါတယ်เนาะအဲ့အတွက်ကြောင့်မို့လို့နောက်ပြီးတော့တခုဆိုလို့ရှိရင်ဂျင်းမထက်ခံရအောင်လို့အားလုံးကိုသိအောင်လုပ်ထားပါလို့လည်းကြံပေးချင်ပါတယ်ရှင်အဆင်ပြေကြ